အိုးစီစသဖြင့်အိုးစီဘယ်လိုပိတ်မလားဟမ်အိုးစီစတေးတက်ပြီးအိုးစီကိုအဆုံးတတ်ဖို့လေအိုးစီကြီးတက်ပြီးအဆုံးတတ်မတတ်တိုင်းမရဘူးခုနပိတ်ဖွင့်ပြီးကြည့်လားတစ်ချက်ပဲတစ်ခါပဲပိတ်ဖွင့်တပြန်နဲ့ပိတ်မယ်ပိတ်ဆိုရင်လက်ကိုတင်ထားလို့အဲ့မှာပိတ်မှာပေါ့ညာကကြီးပြလာကြည့်အဖွင့်နဲ့အပိတ်နဲ့နှစ်ခုပေါင်းတတ်လို့ရှိရင်အစွဲအငင်ဖြစ်လာတယ်လို့ရှိရင်စားရမျိုးတီးပစမ်းမှာအခုတော့မတတ်သေးဘူးမလားအဲ့ဒါရအောင်ကြည့်မယ်နော်အဲ့ဒါအဆွဲငင်အခေါ်ပေါ့နော်အခုကပိတ်ဖွင့်နော်ကြည့်အဲ့ဒါဦးစီတီးတာအဲ့အချိန်မှာမောင်းတီးကြည့်မယ်နော်9000နာမောင်းကဟိုဘက်ရှေ့မလဲတီးနဲ့ဦးစီတာ9000နော်တီးဖွင့်အဲ့တော့တစ်ချက်တည်းမတီးပဲနဲ့နော်ပြန်တီးမယ်နော်နော်ဒီမှာပြီးလေမပြီးနေဟုတ်ပြီနော်တီးကြည့်မလားပြန်ကြည့်မလားနော်ပိတ်ဖွင့်ကနည်းနည်းမြန်သွားတယ်ဒီပြီးတော့မှဆိုတီးတာတယ်နော်ဟိုတီးကြည့်မယ်နော်မောင်းအဲ့ဒါပဲပိတ်နော်လို့ကြည့်ဘယ်လိုဆိုမလဲပိတ်မဆက်တော့ဘူးနော်ပိတ်လို့မောင်းညံနေပြီကိုလည်းမမြန်နဲ့အခါမှာကိုနားတော့ဆိုတွေ့လဲနားထောင်မတီးဘူးနော်ပိတ်တယ်လို့ကြည့်မယ်လို့ကြည့်နော်နောက်တင်းလို့ရတယ်နော်အကြည့်နော်အဲ့တော့ဇာတိကပြုတ်ခွရမလားနော်ဟုတ်ကြည့်နော်အဲ့မရိုက်ရ